မနီညာကဖြစ်သွားခဲ့တဲ့ကိစ္စတွေကတော့တနိုင်ငံလုံးကပြည်သူတွေကိုထိတ်လန့်စေခဲ့တာပါမနီညာကနေပြည်တော်မှာမီးဟုံးဟုံးတောက်နေပြီးတော့ပြည်သူတော်များများကလည်းအသက်တွေပြေးဆက်လိုက်ရကနေအိမ်ကလည်း54ခုတောင်54အိမ်တောင်မီးလောင်ကျွမ်းခဲ့ကြောင်းနဲ့ကြားသိရပါတယ်ဘယ်ကနေစပြီးတော့လောင်မှမသိတဲ့ဒီမီးဟာတမတော်မိသားစုတော်များများကိုလည်းမူမီးလောင်မှုဖြစ်သွားခဲ့တာဖြစ်ပြီးတော့တော်လေးကိုဒီမီးလောင်မှုကဆူရွာသွားခဲ့တယ်လို့သိရပါတယ်ဒါတွေကကျွန်တော်တို့ဆက်ဆက်ကြည့်မယ်ဆိုရင်တော်လေးကိုထူးခြားတဲ့အနေထားလို့သုံးသပ်နေကြပြီဗျမနေ့ကဒါရခိုင်ပြည်နယ်ဒါတန်တွေမြို့နယ်တဲကငပလီကိုစစ်ကောင်စီကပုံကျဲလိုက်တာမှာနေအိမ်ကအများကြီးပဲနော်ရွာတော်များများမီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပြီးတော့ကလေးငယ်များအပါဝင်ဖြစ်သူတော်များများကလည်းတေးဆုံးသွားမှုဖြစ်ပွားခဲ့တာပါဘလောက်မှမချပါဘူး3-5နာရီလောက်ပဲဒါကွာခြားလိုက်တယ်ပေါ့နော်နေပြီးတော့ပြေးမနာမြို့မှာတကယ်ကိုမှကြီးမားတဲ့မီးလောင်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီးအချိန်မီစစ်ကောင်စီဘက်ကနေမီးကိုငြိမ့်သက်နိုင်ခဲ့တာဖြစ်တဲ့အတွက်လူသေးဆုံးမှုเนาะအများကြီးမဖြစ်ခဲ့ပဲနေ54ခုတောင်လောင်ကျွမ်းခဲ့ကြောင်းလေးချားသိရပါတယ်။မြောင်းလိုက်ကအခုချိန်မှာဒီသူတို့ရဲ့ရွေးကောက်ပွဲပထမအပိုင်းကိုပေါ့ဗျာ။ဒါလူကြီး6တန်းလာပေးတယ်လို့သူကထုတ်ပြန်ထားတယ်။ဒါပေမဲ့အခုတရင်နေပေါက်ကြားလာတဲ့အရာမြောင်းလိုက်ရဲ့ရွေးကောက်ပွဲပထမအပိုင်းကိုဒါမေးလာပေးတဲ့သူကဒါတသန်းတော့မပြည့်တပြည့်လို့ပြောကြတယ်ဗျနော်တရင်ကအတိအကျထွက်ပေါ်လာတာပါဆိုတော့မြောင်းလိုက်ရဲ့ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဖြစ်ကိန်းကနန်းဆိုတာကသူတို့ရဲ့ထုတ်ပြန်ချက်အတိုင်းပဲလေနော်သူတို့ကတန်း60လည်းထုတ်လို့ရတယ်တန်း50လည်းထုတ်ပြန်လို့ရတယ်နော်ကြိုက်တဲ့သူတို့ကိန်းကနန်းကိုထုတ်ပြန်လို့ရတယ်ခုလည်း6တန်းလို့ပြောထားတယ်ဒါပေမဲ့တန်းတော့မပြည့်လို့ဆိုကြရတယ်ဗျဆိုတော့အခုချိန်မှာရွေးကောက်ပွဲကိုပထမအသုတ်ကိုပေါ့ဗျာဒါချမ်ဖို့ပါတီကအနိုင်ရပြီလို့မင်းအွန်လိုင်းကကြီးညာလိုက်ပြီးလောက်မှမကြောက်ဘူးကိုတတွင်းထဲမှာနော်ရာထုအပြောင်းလေးတွေစလုံနေပြီသူတို့ရဲ့မိုးချုပ်တွေကိုဒီအရက်ဘက်ကိုအကုန်လုံးထဲတော့မှသူကိုယ်တိုင်ကလည်းသမရလုပ်ဖို့အတွက်လှုပ်ဆောင်နေပြီပဲဖြစ်ပါတယ်တပတ်မှာလည်းကျွန်တော်တို့တိုင်းသားလက်နက်ကိုင်တွေအကုန်လုံးပေါင်းစည်းလိုက်ပြီးဖြစ်တဲ့အယူကြီးမှာလည်းတိုင်းသားလက်နက်ကိုင်တွေကောင်းဆောင်တွေထည့်သွင်းတော့မှဖြစ်ပြီးတော့AGရဲ့တော်လိုင်းတဲ့ပုံဝင်တွေတော်လိုင်းတက်တွေKIAAA အထူးသဖြင့်ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အာကြီးချက်ကိုပူးပေါင်းတော့မှာဖြစ်ကြောင်းလေးကြားသိရပါတယ်တကယ်ကို2026မှာ channel မှာပြည်သူတွေရေးဆက်ကြပါနော်